နန်းခင်စရာနဲ့ဂုံရီအေးကျော်တို့ကိုနိုင်ငံကိုစားပြုအလှမယ်အဖြစ်မွေးထုတ်ခဲ့တဲ့ခီးသွွားလုပ်ငန်းအဖွဲ့ချုပ်က2014အတွက် Miss Myanmar International ပြိုင်ပွဲဝင်စကားရင်း20ကိုဩဂတ်စ်2ရက်နေ့မှာမိတ်ဆက်လိုက်ပါပြီ။ဘာကြောင့် Miss Myanmar အလှမယ်ကိုရွေးချယ်တာလဲ။ခီးသွွားလုပ်ငန်းဈေးကွက်မြင့်တင်ရေးအတွက်မြန်မာကိုကမ္ဘာကသိလာအောင်မြန်မာကိုစားပြု brand ambassador တယောက်လိုအပ်တာကြောင့်အရေးသွေးရှိတဲ့အမျိုးသမီးတွေပေါ်ပေါက်လာဖို့ Miss Myanmar International ပြိုင်ပွဲကျင်းပရတာဖြစ်ပါတယ်လို့ကျင်းပရေးကော်မတီဥက္ကဋ္ဌဒေါ်တင်မာမြင့်ကဆိုပါတယ်မြန်မာကိုကြည့်အောင်ဆိုပြီးဈေးကွက်မြင့်တင်သွားတာလည်းရှိပါတယ်။အဲ့ဒီအတွက်အန်ဒီတို့မြန်မာနိုင်ငံကိုပူဇော်ပြုတဲ့ brand ambassador လေးတရားလိုအပ်တဲ့အတွက်ကြောင့်မို့လို့အရေးသွေးရှိရဲ့မိန်းကလေးတယောက်ရွေးချယ်တာဖြစ်ပါတယ်။အရေးသွေးရှိရဲ့မြန်မာမိန်းကလေးတွေများများပေါ်ထွက်စေချင်တာပါ။ Miss Myanmar International 2012ဟာနိုင်ငံတကာစင်မြင့်မှာမြန်မာတွေဂုဏ်ယူလို့ရပြီဆိုတဲ့အတွေးကိုထည့်ပေးနိုင်ခဲ့တယ်လို့ပြောလာသူတင်မိုးလွင်ကခန္ဓာကိုယ်အပြင်စိတ်သက်ကြန့်ခိုင်တဲ့အမျိုးသမီးတွေဟာဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီးအလှအပအပြင်ဗဟုသုတရှိစေဖို့ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လေ့ကျင့်ပေးထားတယ်လို့ပြောပါတယ်။မြန်မာနိုင်ငံ2012ပါပမာပြည်မှာပထမဆုံးပေါ့နိုင်ငံသားပြိုင်ပွဲကိုစတင်ပြီးတော့ဆေးလွတ်လိုက်တဲ့ပွဲလေးဖြစ်ပြီးတော့အောင်မြင်မှုတွေနဲ့မြန်မာနိုင်ငံသားများရဲ့အားပေးမှုနဲ့အတူမြန်မာနိုင်ငံတကာစီးပွားရေးထက်မှာပုံပြရပြီးဆိုတဲ့အတွေ့အကြုံကိုထည့်ပေးခဲ့တဲ့ပွဲလေးလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီပထမဆုံးပြိုင်ပွဲကလေးကရှိခဲ့တဲ့ challenge တွေကိုပဲဆက်လက်ပြီးတော့မလျော့ပဲနဲ့ပေါ့ဆက်လက်ပြီးတော့ထည့်ပေးသုံးထားပါတယ်။ဒါတွေကတော့ဒီ Miss အလှမယ်ကတော့ခန္ဓာကိုယ်တက်ခံရမယ်စိတ်တက်ခံရမယ်။ဉာဏ်ရည်တွေဖြစ်ရမယ်။နောက်ခါလူတွေအလှပနေပေါ့နော်။သိတဲ့နောက်ကဘုရားအတွေ့အကြုံနောက်ကယုံကြည်ချက်ကလေးတွေစီကံရှိတာပေါင်းဆက်ဆံရေးကောင်းတာလိမ္မာရေးကြီးတာဒါတွေအောင်ပါပါရှင်။ဒီစိတ်ထဲမှာရှိတဲ့နောက်တဲ့အရေးတွေပါတော့ကျွန်တော်တို့ဒီတစ်ပတ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။စကားတင်အယောက်20တဲ့ပါလာမယ်လို့တောင်မျှော်လင့်မထားမိတဲ့အလှမယ်နှင်းဒါလီမောင်ကစွရသည်ဖြစ်စေမရသည်ဖြစ်စေအကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောပြပါတယ်။သူ့အတွက်အလှမယ်ပြိုင်ပွဲဟာပထမဆုံးပါလို့ဆိုပါတယ်အခုပထမအဦးဆုံးပြိုင်ပွဲဝင်မှာသမီးကိုသမီးအယောက်30မှာပါမယ်လို့တော့မမျှော်လင့်ထားပါဘူး။ရသည်ဖြစ်စေမရသည်ဖြစ်စေအကောင်းဆုံးစူးစမ်းပြီးတော့လက်ချက်ပေးရတဲ့အစားအကုန်လုံးကိုစနစ်တကျလိုက်ပြီးတော့လှုပ်ဆောင်ရပါမယ်ရှင်။လာမယ့်ဩဂတ်18ရက်ကြာရင် Miss Myanmar International 2014အလှမယ်ကိုအမျိုးသားဇာတ်ရုံမှာရွေးချယ်မှာဖြစ်ပြီးကူညီထောက်ပံ့ကြတဲ့ sponsor company တွေနဲ့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ဟာဩဂတ်2ရက်နေ့ကChatrian Hotel မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Miss Myanmar ဖြစ်ခွင့်ရမယ်ဆိုရင်အများကြီးပြောရမှာဖြစ်ပေမဲ့စုရရမရရမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတိုးတက်မှုရှိအောင်ပူးပေါင်းကူညီသွားမယ်လို့စကားတင်အလှမယ်ယူသစ္စာကိုကဆိုပါတယ်။Miss Myanmar International ကိုဖြစ်ချင်တာပါ။တကယ်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်လည်းညီမအများကြီးပြောမှာပါ။စူးရသည်ဖြစ်စေပေါ့နော်။ညီမဒီ Miss Myanmar International ပုံဝင်အားလုံးနဲ့ညီမပူးပေါင်းပြီးတော့အလုပ်တွေအများကြီးလုပ်ချင်ပါတယ်။ပြီးတော့ဒီ Tourism Federation အနေနဲ့ကိုယ့်မြန်မာနိုင်ငံရဲ့ tourism တိုးတက်မှုရရှိအောင်ညီမတစ်ခါတည်းနဲ့ကူညီနိုင်မယ်လို့ညီမပြောချင်တယ်ဖြစ်ပါတယ်။